ရင်တော့ဖောက်ပြန်ဖို့ဆိုတာအိမ်ပြင်ထွက်ရတယ်လူချင်းတွေ့ရတယ်ချိန်တွေအများကြီးပေးရတယ်အခုတော့တစ္ဆာဖောက်ဖို့ဆိုတာအိတ်ကတ်ထဲကဖုန်းလေးထုတ်လိုက်ရုံပါဆိုရှယ်မီဒီယာတွေကကျွန်တော်တို့စီကိုကဘာကြီးကိုယူဆောင်လာပေးတယ်လို့တခြားလူတယောက်စီကိုသွားဖို့လမ်းကြောင်းတူလေးတွေကိုလည်းခင်းပေးထားပါတယ်စစချင်းမှာတော့ like လေးတစ်ခုအသေးလေးတစ်ခုပါနောက်တော့ high လေးတစ်ခုအဲ့ဒီနောက်တော့ကိုချစ်သူကိုအိမ်တော်ဘက်ကိုတော့မပြောပြဖြစ်တဲ့လျှို့ဝှက်ချက်တွေကိုတခြားလူတယောက်ကိုရင်ဖွင့်မိသွားတတ်ပါတယ်အဲ့အချက်ကသတိထားသင့်ပါတယ်နော်ဖုန်းကဖောက်ပြန်အောင်လုပ်တာလားမဟုတ်ပါဘူးဖုန်းကတကားကိုပဲဖွင့်ပေးတာပါအဲ့တကားကထွက်သွားဖို့မထွက်သွားဖို့ဆိုတာတော့ကျွန်တော်တို့ရဲ့စိတ်သက်ခိုင်မာမှုနဲ့ပဲဆိုင်ဒီပညာတွေဘလောက်ပဲတိုးတက်ပါစေတစ္ဆာတရားအရေးကြီးပါတယ်တစ္ဆာရှိခြင်းဟာသာအမြင့်မြတ်ဆုံးတန်ဖိုးပဲဖြစ်ပါတယ်နော်အေးချမ်းတဲ့ညာလေးဖြစ်ပါစေ